အားလုံးပဲမင်္ဂလာပါကျွန်တော် Family 2 Channel မှာကျွန်တော်အကူအညီအားလုံးမင်္ဂလာပါလို့ကျွန်တော်ဆက်ပါတယ်နော်ကျွန်တော်ဒီညနေတင်ပြီးနေတွေးတဲ့လူတွေကတော့ပေါက်ကြမယ်ဗျာနော်ကျွန်တော်ဒီညနေအရန်ပြောတယ်အဲဒါဝင်ကြည့်တဲ့လူတွေကပေါက်မယ်ဝင်ကြည့်တဲ့လူတွေကကျွန်တော်တကယ်စိတ်မကောင်းပါဘူးနော်အရင်ဆုံးပြောချင်တာတော့ကျွန်တော်အကူမှလည်းကျွန်တော် channel လေးကို subscribe လုပ်ပြီးပါမနက်ဖြန်တော့ကျွန်တော် live မလွှင့်သေးဘူးဗျာကျွန်တော်တပတ်ခါစားပြီးကျွန်တော် live လွှင့်ပြီးမယ်နော် subscriber 50ပြည့်သွားပြီ subscriber လုပ်ပြီးအကူမတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာနော်ကျွန်တော် live လွှင့်ရင်လည်းအများကြီးငါမြင်အောင်လည်းပြောနေကြကျွန်တော်တို့ထိုးသားတွေအချင်းချင်းအဆင်ပြေတာပေါ့သိမလားကျွန်တော်အဲ့လိုမျိုးပေးလိုက်တာပေါက်ကွက်လေးတွေပါရင်ရသွားရင်ကျွန်တော်တကယ်ဝမ်းသာတယ်အဲ့ဒါကျွန်တော်တို့ကလည်း PT ပဲစားရပါနော်ကျွန်တော်လည်းထိုးသားတယောက်နေနေကြတော့ချင်းချင်းကိုရင်းစားတယ်အဲ့ဒါမှကျွန်တော်ရသလောက်လေးနဲ့ကျွန်တော်တက်သလောက်မှတ်သလောက်လေးကိုကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးတာပါနော်ကိုတို့မဟုတ်ပဲကျွန်တော်စီနာကိုအတိမပြုရဆိုရင်ကျွန်တော် like subscribe လေးနော် share လေးပါလုပ်ပေးတော့ပိုကောင်းတာပါဗျာနော်ကျွန်တော်မနေ့ဖန်အတွက်ကျွန်တော်တွက်ပြီးသားကဏ္ဍလေးပါနော်ကျွန်တော် site တော့တွက်မပြတော့ဘူးကျွန်တော်တွက်ပြီးသားကဏ္ဍလေးကျွန်တော်ချပြမယ်နော်အဲ့ဒါလေးချမပြခင်မှာကျွန်တော်ညနေကနော်ပေါက်ကွက်လေးထုတ်ထားတာလေးတစ်ချက်ကြည့်လိုက်နော်ရှင်းလေးပဲထုတ်ထားတယ်နော်အဲ့လေးကွက်ကျွန်တော်လွှင့်ထားတဲ့ဗီဒီယိုရှိပါတယ်နော်အမှဝင်ကြည့်လိုက်ပါကျွန်တော်၄ကွက်လုံးထိုးခိုင်းတာပါနော်ကျွန်တော်အရှမ်းမှာ2ကွက်ကျွန်တော်ရွေးပြီးတော့ဒါကျွန်တော်အကြိုက်ကိုကျွန်တော်ပြပြတာပါညနေကပေါက်သွားတဲ့ပေါက်ကွက်လေးကိုကျွန်တော်ဝင်ပေးတာပါနော်ကဲအခုအားဆိုရင်ကျွန်တော်စလိုက်အောင်နော်ကျွန်တော်ဗီဒီယိုကြည့်နေလေလက်မလေးနှိပ်နော် subscribe နှိပ်ရသေးတယ် subscribe နှိပ်ပြီးပါနော်အများမြင်အောင်လဲကျွန်တော် share ပေးကြပါဦးနော်ကျွန်တော်မနက်ဖြန်9ရက်နေ့12နာရီ10မိနစ်အတွက်ကျွန်တော်ရှာထားတဲ့ကဏ္ဍကြီးပါနော်ရှင်းကြည့်ကြအောင်9ရက်နေ့12နာရီ10မိနစ်အတွက်နော်ကီးလေးကိုအရင်ပြောရရင်တော့ကျွန်တော်နေကုန်ကီးနော်မနေ့ကညလည်းကျွန်တော်တင်ပေးတယ်နေကုန်ကီးနော်ကီးရထိတယ်အခုလည်းနေကုန်ကီးရ8 9 3ညနော်နေကုန်ကီးသူကနေကုန်ကစားရမှာနော်နောက်ပြီးဝမ်းချင်းကမနက်ပိုင်းတွက်ပဲဗျာနော်ဝမ်းချင်းကမနက်ပိုင်းတွက်ပဲဝမ်းချင်း53ဝမ်းချင်းနော်အဲ့ဒါလေးကိုတော့ဒီ8 9 3ညကို53လေးနဲ့ကတ်လိုက်နော်ခဏ1 2 3 4 5 6ကွက်ရနော်6ကွက်မှာမနေ့ကညလေးကျွန်တော်ရွေးပြီးတော့တစ်ခွက်လေး2 8နော်ပြန်ကြည့်ပါဗီဒီယိုရှိတယ်ကျွန်တော်မနေ့ကညတင်ပေးတာ2 8ကို12နာရီစက္ကန့်30ကျော်နေ2 8နဲ့ပြီးတင်ကန်ကြီးကျမှဘတ်စနစ်ကိုကောက်ပြောင်းတော့ကျွန်တော်နောက်ပက်လက်ကိုလန်သွားလိုက်နော်ကျွန်တော်ကြီးတဲ့အကူမတွေကျွန်တော်ပေါက်စေချင်တယ်စေနာနဲ့အဲ့ဒါတော့မတက်နိုင်ဘူးဗျာနော်ဒီတော့ဟိုဖះဟောမဟုတ်တဲ့ဟာကြတော့အများနဲ့မမှန်နိုင်ဘူးပေါ့နော်ဟိုအကြမ်းမြင်လည်းရနေသူမဟုတ်တော့ကျွန်တော်လည်းတက်တော့မှတ်တော့နေရစေချင်တဲ့ဒီကောင်နဲ့အကုန်လုံး sharing လုပ်ပေးတာပါနော်အခုလည်းကျွန်တော်6ကွက်မှာအကြိုက်ဆုံးတစ်ကွက်ကျွန်တော်မှင်နေထားတာကြီးနော်3ည3နော်အထူး share မင်းရော3ည3နော်မနေ့ကကိုကျွန်တော်အပူးစိတ်မချဘူးဗျာကျွန်တော်စိုက်ရဲ့တစ်ဆိုင်မှာကွင်းတစ်ကွင်းမှာကျွန်တော်အပူးစိုက်ကြီးသွားတွေ့နေနော်အပူးစိုက်ကြီးသွားတွေ့နေတာဖြစ်တဲ့အတွက်ကီးကိုအသာထားမနေ့ပိုင်းဝမ်းချင်းကီးကနေကုန်ဆိုတော့အသာထားမနေ့ပိုင်းဝမ်းချင်းက93အဓိကဖြစ်တဲ့အတွက်ကျွန်တော်5ဘူးနဲ့3ဘူးလေးကျွန်တော်ထည့်ပေးထားတယ်နော်ကျွန်တော်ပုံမှန်များကျွန်တော်အားတစ်ချက်ကြည့်ပြီးတော့ကျွန်တော်ပြောချင်တယ်ဗျာနော်ကစားပါနော်ထိုးနိုင်တဲ့လူတွေထိုးပါများများထိုးပါနည်းနည်းလေးမထိုးပါနဲ့နော်အခွင့်အရေးရိုင်းရတာနော်ပေါက်ကနန်းတွေ့တဲ့အချိန်မှာကျွန်တော်တို့ထိုးပါကျွန်တော်အကွက်အများကြီးလည်းမပေးတာဘူးဒီမှာ3ကွက်တည်းနော်ထိုးပါအနေဆုံး9000ကို1000လို့ထိုးကြဘာလို့ဆိုတော့တကယ်ပဲထွက်သွားတယ်ဗျာဒီ9000ကို1000နဲ့ကျတော့အရင်နှမျိုးအကောင်နဲ့ကန်တာတယ်သိရမလားနော်အဲ့တော့ကန်အနာမခံနဲ့နော်ကျွန်တော်တင်ပေးမှာကျွန်တော်အပြစ်တင်ပေးမှာအပတ်တိုင်းနဲ့တင်ပေးမှာကိုလုံးကတော့ကစားကြည့်လိုက်ကျွန်တော်အကွက်အများကြီးမချဘူးရှစ်ဗီဒီယိုမှာရှိတယ်နော်အကွက်အများကြီးမချဘူးနည်းနည်းလေးအလုံးစုံမှာကျွန်တော်4ကွက်ပဲနော်ကစားကြည့်လိုက်အဲ့ဒါမျိုးကစားတာတန်နေနော်ကျွန်တော်ကိုယ်တိုင်ထိုးတယ်နော်ကျွန်တော် live လုပ်နေချိန်ကျကျွန်တော်ထိုးရပေါင်းချအောင်မလို့ကိုလိုကျွန်တော်ပြမယ်ကိုလိုမှာ3ကွက်နဲ့အနေနဲ့9000ကို1000ကိုတော့ကစားကျွန်တော်သဘောပြောမှဆိုရင်တော့အပူးဆိုရင်တော့ဗျာကျွန်တော်1000ကိုတော့ကစားစီတယ်နော်ပေါက်ရင်လည်း
မနှက်ဖန်ဗျာကျွန်တော်တို့ပင့်တစ်ခုပြစ်လို့ရတာပေါ့နော်ကျွန်တော်လည်းမနှက်ဖန်ပင့်တစ်ခုပြစ်ချင်လို့ကျွန်တော်လည်းထိုးမှာဗျာနော်ပေါက်တဲ့လူတွေလည်းလူဝေးပေါ့ဗျာဒီကာလာကြီးအကုန်လုံးကြက်တဲ့နေကာလာကြီးဒီလိုပဲတယောက်နဲ့တောင်မျှဝေပြီးတော့ချင်းချင်းရိုင်းမကူညီကြတာပေါ့နော်အဲ့စုမစားဝဲဒီမှာပါချမ်းကဲဒီလောက်ပါပဲနော်အကုန်လုံးကျေးဇူးတင်ပါတယ်နော်